စရာကောင်းပါလေဘယ်လိုပဲဖြစ်ဖြစ်ကဒါတိမ်ငယ်စရာမရှိဘူးပေါ့နော်ဒါကိုမိသားစုအတွက်ကိုအကောင်းဆုံးရုန်းကန်နေတာစူးစမ်းနေတာအဲ့ဒီအတွက်ဂုဏ်ယူပါတယ်လို့ပဲပြောချင်ပါတယ်ဘာလဲဟုတ်စနာဟိုမိုက်တင်းတဲ့တော့နင့်ကိုလှမ်းခေါ်နေနင်းနဲ့တိလို့လားမသိပါဘူးဟာတခါမှတော့မမြင်ဘူးဟောတာတီးတဲ့ဖုန်းကျောက်ကဘာလို့ပါလဲဘာလို့ပါလဲဒီကကျွန်တော်စီမံဝန်ထမ်းတွေကိုကျွန်တော်တို့တနာအောင်ရိုက်တာမဟုတ်ဘူးအကုန်လုံးကလို့ကိုစီပုံကကိုအလုပ်တွေလုပ်ကြတယ်ပေါ့နော်ဘယ်မှန်းနဲ့ဒါပတ်စံနေရှာရတယ်ဘောကိုရုန်းကန်ကြတယ်ဒါမိသားစုပျော်ရွှင်ဖို့အတွက်မိသားစုငြိမ်းချမ်းဖို့အတွက်အားလုံးဒါရုန်းကန်ပြီးတော့လုပ်တွေလုပ်ကြတယ်အဲ့ဒီမှာမှဒီလိုပင်မှန်အလုပ်ကိုလုပ်ပြီးတော့မိသားစုကိုအဆင်ပြေအောင်ပေါ့နော်ရုန်းကန်နေရတဲ့အတွက်ရန်ကိုဂုဏ်ယူစရာကောင်းပါတယ်လေးစားစရာကောင်းပါတယ်ဆိုတော့ကျွန်တော်တို့ကပေါ်ညွှန်းထားတဲ့ကားလေးပါဒီရွယ်ရောက်ဒီအကုန်ကြီးအစအစရအနစ်နာခံပြီးကျွေးမွေးပြုစုစောက်ရှောက်လာတဲ့ကျေးဇူးပေါ်မှာမထောက်ကွာတော်ဘူးကွာတန်စိတ်တယ်မင်းခိုင်ဝင်ဟုတ်တယ်အဓိကတော့ဒါတကယ်လက်တွေမှာဖြစ်ပြနေတဲ့ကြုံတွေ့နေရတဲ့အဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ကဒီကားထဲမှာချပြထားတာပါအဲ့ဒီအတွက်အပြန်နဲ့အနည်းဆက်ဆုံး 100% မတူရင်တော့မှကျွန်တော်ထင်ပါတယ်အနည်းဆက်ဆုံးတော့ဘယ်လိုခံစားရမှာပါမင်းဘာစကားပြောရအဖေနဲ့မရအတော့မကြဘူးကောင်းကွာကောင်းဟာမင်းတို့ဒီငါ့ပေါ်မှာတက်တဲ့လောက်စိုးစမ်းမှာသုံးသွားတဲ့အဖေနဲ့မေတို့မင်းတို့ကစော်ကားတယ်ငါဘယ်တော့မှခွင့်မလို့မိုက်ပုံထဲမှာဆိုရင်တော့ဟာပေါ့ကျွန်တော်သွားရတာတကယ်အမိုက်ပုံ main နေရာရှိရဲအဲ့နေရာကြီးမှာရယ်နောက်ကျန်တဲ့အမိုက်ကန်နေရာတော့အစုံပဲဗျဟိုပဲရိုက်ရတာအမိုက်တွေပေါ့နော်ရှင်းရှင်းနဲ့အဲ့ကျွန်တော်လက်သေးကြားတဲ့ဟိုတော့အဲ့တစ္ဆာအဲ့လိုကျွန်တော်လည်းဇက်ကနေသွားကန်နေတော့အဲ့လိုဝင်သွားတာပေါ့နော်အဲ့ဒီဟာလေးတော့မှဒီစကားထဲမှာတော့မှပါလာပါသေးတယ်အမတ်တရအနေနဲ့အိမ်ရောက်တော့တော်တော်နှုတ်ယူလိုက်ရတယ်အဲ့ဒါလေးတော့အမတ်တရပါအဓိကကတော့ရိုက်ဦးဝင်ပေးတဲ့ producer တွေကိုကျွန်တော်အကျဉ်းဆုံးကျေးဇူးတင်နေတာပါဒရမာကားတွေနောက်ပိုင်းမှာနည်းနည်းရိုက်ပေးခြင်းတဲ့ producer နည်းနည်းရှားတယ်အဲ့ဒီထဲမှာဒီလိုကားတွေကိုရိုက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ယုံတင်ဝင်ပေးတဲ့အတွက်ယုံရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီကားရိုက်ပြီးဆိုတဲ့လေးလာတယ်နည်းနည်းဘယ်လိုပြောရမလဲကျွန်တော် reference နေယူရတယ်ပေါ့နော်အဲ့လိုနေယူပြီးတော့မှရိုက်ထားတာပါဟုတ်ကဲ့တကယ် true story ဖြစ်တဲ့အတွက်ရိုက်ရတာတော့တကယ်တာဝန်ကြီးတယ်ပေါ့ကျွန်တော်ဒီဇလန်လေးကိုစပြီးတော့တည်တဲ့အချိန်တည်းအရန်နဲ့ရိုက်ချင်တယ်အရန်နဲ့ဒီကားကိုဖန်တီးချင်တယ်ကိုကြီးပြန်လာပြီဟာကိုကြီးပြန်လာပြီရင်းတဲ့ညီမလေးနဲ့ဗိုက်စာနေမဲဆိုတာဒီလိုကိုကြီးခေါက်စကြောတခါလေးဝင်လာခဲ့တောင်းတရထဲမှာဘိုးခွင့်ရတဲ့ခေါင်းစကြောကဘာမှအကောင်းဆုံးပဲကိုကြီးမောပြလိုက်တာ